အာဂါသာရဲ့ပထမဆုံးရောက်ခဲ့တဲ့လှုပ်ဝက်စွာနဲ့လက်ပတ်နာရီစတာမန်စကီလူသားတွေတမိုင်းမှာအာဂါသာရဲ့ပထမဦးဆုံးရောက်ရှိခဲ့တဲ့ရုရှားအာဂါသဂျင်မုယူရီကာကဝတ်ဆင်သွားခဲ့တဲ့နိုင်ဖြစ်ပါတယ်1916ခုနှစ်မှာသူနဲ့တူအာဂါသာရဲ့ကိုလိုက်ပါသွားခဲ့ပါတယ်ထူးခြားချက်ထိုခေတ်ကနိုင်ကုမ္ပဏီတွေကအာဂါသာရဲ့ဝတ်ဆင်နိုင်မဲ့နိုင်တွေကိုအပြိုင်ဆိုင်ပြုစုနေတာလုပ်နေကြတဲ့အချိန်မှာရုရှားနိုင်ငံစစ်တပ်သုံးအလုံးသဖြင့်လေသူရဲတွေအတွက်ထုတ်လုပ်ထားတဲ့စတမန်စကီနိုင်ကိုပဲယူကာကရိုးရိုးရှင်းရှင်းဝတ်ဆင်သွားခဲ့ပါတယ်ထူးဆန်းတဲ့သမိုင်းအာဂါသရဲ့တဆွဲအားမဲ့အခြေအနေ zero gravity ရဲ့ပြင်းထန်တဲ့ဒုက္ခမှုတွေကြားမှာဒီစပတ်နာရီ Martian Watch ကတိကျစွာဆက်လက်လည်ပတ်နိုင်ပါမလားဆိုတာထိုနည်းကဘယ်လိုမှသိချင်မသိခဲ့ကြပါဘူးဒါပေမဲ့နာရီကဘာပြဿနာမှမရှိပဲကမ္ဘာမြေပေါ်အောင်မြင်စွာပြန်ရောက်လာခဲ့အာဂါသသမိုင်းမှာလက်ပတ်နာရီဖြစ်လာခဲ့ပါတယ်ကျေးဇူးတင်ပါတယ်